လူကရောက်ဟာငွေကလေးကလူသက်သမားဖြစ်နေနိုင်မှာသလားဒါမှမဟုတ်ပတ်ဝန်းကျင်ကပဲသူ့ကိုလူသက်သမားဖြစ်အောင်ဖန်တီးလိုက်ကလားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တောင်ကိုရီးယားရဲ့ Mystery Action ကားနေတဲ့မှာ Legend လူပြောလို့ရတဲ့ The Witch Part 1 The Subversion ကိုပြောပြပေးသွားမှာပါဇလန်းစာမှာသူ့ရိုင်ထဲမှာလဲနေတဲ့ခလီးငယ်တွေနဲ့ရက်ဆက်လုံးနဲ့တိတ်ပံစမ်းသပ်ခန်းတစ်ခုကိုတွေ့ရမယ်အဲ့ဒီထဲကနေအသက်10နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ဟာအသက်လူပြီးထွက်ပြေးခဲ့ပါတယ်။သူမဟာတောထဲမှာတတိလစ်လဲကျသွားခဲ့ပြီးလဲသမားလင်မယားနှစ်ယောက်ကတွေ့သွားခဲ့တယ်။သူတို့မှာခလေးမရှိတော့ဒီခလေးမလေးကိုပဲဂျာယွန်းလို့နာမည်ပေးပြီးတမီးအင်းလို့မွေးစားခဲ့ပါတယ်။ဒီလိုနဲ့10နှစ်ဆိုတဲ့အချိန်အတော်အတွင်းမှာဂျာယွန်းဟာဘာမှမသိတဲ့အဖြစ်ကင်းစင်တဲ့ရွာသူမလေးတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့ပါတယ်။အခုဆိုဂျာယွန်းကအထက်တန်းကျောင်းသူလေးချစ်နေပြီ။သူမဟာစာလဲတော်တယ်။တချင်းလဲဆိုတတ်တယ်။မိဘကိုလည်းအယမ်းချစ်တာ။ဒါပေမဲ့သူမတို့မိသားစုကစီးပွားရေးတိတ်မကောင်းဘူး။အမေဖြစ်သူကလည်းအယ်ဇိုင်းမာမှတ်ဉဏ်ပျောက်ယောဂဖြစ်နေတယ်လို့ဂျာယွန်းကိုယ်တိုင်ကလည်းခဏခဏခေါင်းကိုက်ပြီးလဲကျတတ်တဲ့ဝေဒနာခံစားနေရတယ်။ဆရာဝန်ကပြောတယ်။သူမရဲ့ဦးနှောက်ထဲမှာပြဿနာရှိနေလို့အမြန်ဆုံးကုသမှုမခံယူရင်တေသွားနိုင်တယ်တဲ့။ပိုက်ဆံလိုနေတဲ့ဂျာယွန်းဟာသူမရဲ့တငယ်ချင်းမောင်ဟီးရဲ့တိုက်တွန်းမှုနဲ့အတူစုချေးငွေများတဲ့ Star Selection ဆိုတဲ့ရုပ်သံအစည်းအဝေးမှာတွားပြိုင်ပါတယ်။ပြိုင်ပွဲမှာဂျာယွန်းကတချင်းဆိုယုံတယ်မကဘူး။တိုင်းတွေခိုင်းလို့သူမတက်ထားတဲ့မျက်လက်တစ်ခုကိုပြလိုက်တယ်။အဲ့ဒါကတော့မိုက်ခရိုဖုန်းကိုလေထဲမှာပြန်တက်အောင်လုပ်ပြလိုက်တာပါပဲဒီနေရာကစပြီးဇလန်းကစိတ်လှုပ်ရှားဖို့ကောင်းလာပါပြီ TV ဖန်သားပင်ပေါ်မှာဂျာယွန်းကိုတွေ့လိုက်တဲ့ဓာတ်ခွဲခန်းကဒေါက်တာဘက်နဲ့သူမရဲ့လက်ပါစီတွေဟာငါတို့ရှာနေတဲ့ number 9 The Wish ကိုပြန်တွေ့ပြီဆိုပြီးဂျာယွန်းရှီယာကိုလူတွေလွှတ်လိုက်ပါတော့တယ်ဂျာယွန်းပြိုင်ပွဲသွားဖို့ယထာစီးနေတုန်းမှာNobel Man လို့ခေါ်တဲ့ထူးဆန်းတဲ့လူငယ်တစ်ယောက်ရောက်လာတယ်။သူကဂျာယွန်းကိုကြည့်ပြီးဟေးနံပါတ်9မင်းတကယ်ပဲငါ့ကိုမမှတ်မိတာလားလို့မေးပြီးပါးကိုရိုက်မလို့လွတ်ခဲ့တယ်။ဂျာယွန်းကတော့ကြောက်လန့်ပြီးမျက်ရည်တွေဝဲလို့ကျမကိုမှားနေပါပြီလို့ပဲညင်းနေခဲ့တာ။အဲ့ဒီညမှာပဲဂျာယွန်းရဲ့အင်းကိုလူသက်သမားတစုရောက်လာပါတယ်။သူတို့ကဂျာယွန်းရဲ့တငယ်ချင်းကိုဓားစကန်လုပ်ပြီးဂျာယွန်းကိုချင်းချောက်တယ်။အဲ့ဒီအချိန်မှာဂျာယွန်းရဲ့မျက်လုံးတွေကရုတ်တရက်ပြောင်းလဲသွားတယ်သူမဟာစက္ကန့်ပိုင်းအတွင်းမှာပဲတနက်ကိုလူယူပြီးလူသက်သမားအားလုံးကိုမျက်တောင်မခတ်တန်ပြေးတက်လိုက်ပါတယ်။သူမကိုယ်တိုင်လည်းသူမဘာလုပ်လိုက်မှန်းမသိသလိုနဲ့ကြောက်လန့်တကြငိုနေတော့ Nobel Man ရောက်လာပြီးမင်းမဟန်ဆောင်ပါနဲ့တော့ငါတို့နဲ့လိုက်ခဲ့ရင်မင်းရဲ့မိဘတွေကိုအလွတ်ပေးမယ်လို့ပြောတဲ့အတွက်ဂျာယွန်းဟာဓာတ်ခွဲခန်းကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဓာတ်ခွဲခန်းထဲမှာဂျာယွန်းကိုကလတ်ထိုင်မှာချီနှောင်ထားပြီးဆေးတွေထိုးသွင်းလိုက်ပါတယ်ဒေါက်တာဘတ်ကပြောပြတယ်။ဂျာယွန်းဟာတာမန်လူမဟုတ်ဘူး။မျိုးဗီဇပြုပြင်ထားတဲ့လူသားလက်နက် human weapon ဖြစ်ပြီးအဆင့်အမြင့်ဆုံးနံပါတ်9ဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီစွမ်းအားတွေကြောင့်ပဲသူမရဲ့ဦးနောက်ကပျက်စီးလာတာပါ။ဒေါက်တာဘတ်ကဂျာယွန်းရဲ့မှတ်ဉာဏ်တွေပြန်ရအောင်စေတမှုထိုးပေးလိုက်တယ်။အဲ့ဒီအချိန်မှာဂျာယွန်းကရုတ်တရက်ပြုံးလိုက်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကပရိသတ်ကိုကြက်တီသွားသွားစေပါတယ်။ဒေါက်တာကျမမှတ်ဉဏ်တစ်ခါမှမပြောက်ခဲ့ဘူးဟုတ်ပါတယ်ဒါဟာအားလုံးကိုလှည့်စားခဲ့တာပါဂျာယွန်းဟာသူမရဲ့ခေါင်းကိုက်ယောဂကိုကုဖို့အခါဒီတက်ခွဲခန်းထဲကဆေးရည်ကိုလိုချင်နေတာသူမကိုယ်တိုင်ရှာရင်မတွေ့နိုင်တဲ့အတွက် TV မှာမျက်လှည့်ပြပြီးလူဆိုးတွေသူမကိုလာဖမ်းအောင်မြားခေါ်ခဲ့တာပါသူမဟာ10ညလုံးလုံးရိုးသားတဲ့မိန်းကလေးတစ်ယောက်အဖြစ်တရုပ်ဆောင်နေခဲ့တာပဲဖြစ်ပါရဲ့အခုတော့မိန်းကလေးငယ်လေးမဟုတ်တော့ပဲ The Witch ဆောင်းမနူထားလာပါပြီ။သူမဟာချီနှောင်ထားတဲ့ကျိုးတွေကိုအလွယ်တကူဖြတ်တောက်ပြီးဓာတ်ခွဲခန်းကအဆောင်ရာပေါင်းများစွာကိုတယောက်တည်းနဲ့အပြတ်ရှင်းပါတယ်။ Nobel Man နဲ့လည်းအတေလဲတိုက်ခိုက်ပြီးနောက်ဆုံးမှာတော့အနိုင်ယူလိုက်ပါတယ်။ဂျာယွန်းဟာသူမအသက်ရှင်ဖို့လိုအပ်တဲ့ဆေးရည်တွေကိုတင်ယူပြီးဓာတ်ခွဲခန်းတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။ဂျာယွန်းဟာဇီးယုံမှာရှိနေတဲ့မွေးစားအမေစီကိုတွားတွေ့တယ်။သူမခိုးယူလာတဲ့ဆေးရည်အချို့ကိုအမေအတွက်ပေးခဲ့ပြီးနှုတ်ဆက်ထွက်ခွာလာပါတယ်။ဇက်သိန်းကမ်းမှာတော့ဂျာယွန်းဟာ
ဒေါက်တာဘတ်ရဲ့အမြွာညီမစီကိုရောက်သွားပါတယ်။အဲ့ဒီမှာသူမလိုပဲစွမ်းအားကြီးတဲ့နောက်ထပ်မိန်းကလေးတစ်ယောက်ကိုလည်းတွေ့လိုက်ရတယ်။ဂျာယွန်းကမဟုတ်ဘူးမင်းကငါ့ကိုကြောက်တတ်နိုင်မှာမဟုတ်ဘူးလို့ပြောရင်းပြုံးလိုက်တဲ့အခန်းနဲ့စကားကပြီးဆုံးသွားပါတယ်။ဒါဟာပတ်တူးမှာပိုပြီးပြင်းထန်တဲ့တိုက်ပွဲတွေလာတော့မယ်ဆိုတဲ့အချက်ပြမှုပါပဲ။ကိုတားခေါင်အဖြစ်ဟန်ဆောင်ပြီးမုတ်ဆိုးတွေကိုထောင်ချောက်ဆင်ခဲ့လေဂျာယွန်းရဲ့ညံရီကတော့တကယ်ကိုကြောက်ဖို့ကောင်းပါပဲ။ ကဲဒီနေ့ရဲ့ movie recap လေးကတော့ဒီမျှပါပဲဂျာယွန်းရဲ့တရုပ်ဆောင်မှုကိုတင်ရောဘယ်လိုမြင်လဲနောက်ထပ်ပတူရောကြည့်ပြီးပြီလား comment မှာပြောခဲ့ပြီးပါအောင်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဇက်ကားကောင်းတွေမှာပြန်တွေ့ကြမယ် bye bye